မြင့်ငယ်မျိုးကစာတင်ကျောင်းတစ်ကျောင်းမှာဓာတ်ထိုးမှုဖြစ်ပွားခဲ့လို့မို့ကျောင်းသူ2ယောက်နဲ့ကျောင်းသား1ယောက်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်ကိုတော့မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မျိုးအထက်ကကျောင်းမှာဓာတ်ထိုးမှုဖြစ်ပွားပြီးကျောင်းသူ2ယောက်နဲ့ကျောင်းသား1ယောက်တို့ထိခိုက်ဒဏ်ရာရရှိပြီးဆေးရုံမှာကုသမှုခံယူနေရတယ်လို့သိရပါတယ်။ဓာတ်ထိုးခံရမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေကဂရိတ်အလဲပင်ကျောင်းသားကျောင်းသူတွေဖြစ်ပြီးမဆုမြတ်နိုးဦးမရွှေစင်ကြီးမောင်မျိုးမင်းထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။ဖြစ်စဉ်ဖြစ်ပွားခဲ့တာကကျောင်းသားချင်းမဟုတ်ပဲကျောင်းသူတယောက်ရဲ့အမားကသူ့ညီမကိုအေးဘူးပေးမယ်ဆိုပြီးကျောင်းထဲကိုဝင်ပြီးလှုပ်သွားတာလို့သိရပါတယ်။အဲ့ဒါကိုတခြားကျောင်းသူတွေကဝင်ဆွဲတာမှာဒဏ်ရာရကုန်တာဓာတ်နဲ့လေပင်ထိုးခံရတဲ့တယောက်ကတော့ပြင်းတယ်လို့သိရပါတယ်။ဖြစ်စဉ်အခြေအနေအသေးစိတ်ကိုကုညီကယ်ဆယ်ရေးတွားရောက်ခဲ့တဲ့မြင့်ငယ်ချက်ချင်းဤအသင်းခွဲကိုဖုံးဆက်မေးမြန်းမှုတွေရှိပေမဲ့လည်းဖြစ်စဉ်မှန်ကန်ကြောင်းဆိုပေမဲ့အသေးစိတ်အခြေအနေကိုဖြေဆိုဖို့အဆင်မပြေသေးဘူးလို့လည်းညင်းဆိုခဲ့တယ်လို့သတင်းစာတချို့ကပြောထားပါတယ်။ခုလိုကြောင်းဝင်းနဲ့ဓာတ်ထုံမှုဖြစ်ပွားတဲ့အပေါ်ကျောင်းသားမိဘတယောက်ကတော့ခုလိုပြောပါတယ်။ကျောင်းနဲ့အထီတောင်ဓာတ်ထုံမှုဖြစ်နေပြီဆိုတော့ကလေးတွေအတွက်ဘလို့စိတ်ချရတော့မလဲ။ကျောင်းထဲဝင်ပြီးလှုပ်တယ်ဆိုတော့ကျောင်းလုံခြုံရေးကစိတ်ပူစရာဖြစ်နေပြီဆရာမတွေစီကံပိုင်းတော်တော်ရော်ရဲနေပြီဆိုတာပြနေတာပေါ့ကျမတို့ကလေးလေးကျောင်းတက်နေတော့စိတ်ပူမိတာအမှန်ပါကျောင်းကိုပို့တာစာတက်ဖို့ပြင်အသိပညာကျွယ်ဝဖို့ရောလိမ္မာဖို့ပါပါတယ်ခုကြားနေရတာတွေကအုပ်စုပွဲရန်ဖြစ်လိုက်ထိုးလိုက်ကြတက်လိုက်ကြဖြစ်နေတာတော့ထိထိရောက်ရောက်အကင်တွေပေးစေခြင်းနဲ့လို့ပြောထားပါတယ်